မင်္ဂလာပါခင်ဗျာဒီနေ့ရဲ့ audiobook ကိုစတင်နာဆင်ကြရအောင်အခုလိုစာအုပ်အတန်ဖတ်များဗဟုသုတနဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုအမြဲနားဆင်ကျင်နေဆိုရင် channel လေးကို subscribe လုပ်ပြီး like လေးနှိပ်ထားပေးဖို့ဖိတ်ခေါ်ပါတယ်အခုတော့ဒီနေ့ရဲ့အကြောင်းအရာကိုဆက်လိုက်ကြရအောင်အခန်း990နီးယာမှာ90နီးယာမဆိုတာကတော့နာမည်ကျော်စာရေးဆရာစတက်ဖန်ခန်ရီပြောခဲ့တဲ့နီလန်းဖြစ်ပါတယ်အရန်ကိုကောင်းမွန်တဲ့နီလန်းဖြစ်ပြီးကျွန်တော်ကိုယ်တိုင်လည်းကျင့်သုံးနေတဲ့နီလန်းတစ်ခုဖြစ်ပါတယ်ဒီနီလန်းကိုအတွင်းကျနားလည်ပြီးလိုက်နာကျင့်သုံးရင်စိတ်ညစ်စရာတွေလည်းတော်တော်လေးနေလာတာကိုတင်တွေ့ရပါလိမ့်မယ်ဒီရိုးရိုးရှင်းရှင်းနီလန်းလေးကိုမသိခဲ့လို့မလိုအပ်တဲ့ခေါင်းချောက်စရာပြဿနာတွေကိုကျွန်တော်ကိုယ်တိုင်ခံစားခဲ့ရဖူးပါတယ်တကယ်တော့ပြတ်တော်များများရဲ့တရက်ခံကိုယ်တိုင်ဟာကျွန်တော်ကိုယ်တိုင်ဖြစ်နေခဲ့ကြောင်းဒီနီလန်းကိုဖတ်ပြီးမှပဲသဘောပေါက်ခဲ့ပါတယ်ကျွန်တော်ကိုယ်တိုင်ဖြေရှင်းနိုင်ရတဲ့မဖြေရှင်းမဲ့ပြဿနာကိုမီးလောင်ရာလေးပင်ပေးခဲ့တာကြောင့်မကြီးတင်မဲ့ကြီးခဲ့ရတဲ့ပြဿနာတွေလည်းဒုနဲ့ဒီပါပဲမဆုံးရှုံးတဲ့တငယ်ချင်းတွေဆုံးရှုံးခဲ့ရဖူးတယ်မကုန်တဲ့အချိန်တွေကုန်ခဲ့ရဖူးတယ်ဒီ90နီးယာမသိပြီးနောက်ပိုင်းမှာကျွန်တော်အမားတွေကိုကွက်ကွက်ကွင်းမြင်လာခဲ့ပါတယ်ဒီ90နီးယာမှာအကြောင်းကိုနည်းနည်းရှင်းပြပါမယ်ဒီ90မှာပါတဲ့10ဆိုတာက10ရာခိုင်နှုန်းကိုဆိုလိုတာပါနေ့စဉ်ဘဝမှာတဲ့အပေါ်ဖြစ်ပျက်နေတဲ့အရာတွေက10ရာခိုင်နှုန်းပဲရှိပါတယ်ကျန်တဲ့90ရာခိုင်နှုန်းကတင်ထိုးအရာတွေကိုတုံ့ပြန်ရင်ရလာတဲ့အရာတွေပါကျွန်တော်တို့အပေါ်ဖြစ်ပျက်နေတဲ့10ရာခိုင်နှုန်းသောအရာတွေကိုကျွန်တော်တို့အားလုံးမထိန်ချုပ်နိုင်ကြပါဘူးမိုးမရွာအောင်တားလို့မရပါဘူးကားမပိတ်အောင်တားလို့မရပါဘူးဘတ်စကားလာတာနောက်ကျရင်လည်းကျွန်တော်တို့ဘာမှမတတ်နိုင်ပါဘူးထိုအရာတွေကဥပမာတွေဖြစ်ပြီးအဲ့ဒီလိုပဲကျွန်တော်တို့မထိန်ချုပ်နိုင်တဲ့အရာတွေလောကကြီးမှာအများကြီးရှိနေပါတယ်ဒါပေမဲ့အဲ့ဒါဟာတင်ဘဝရဲ့10ရာခိုင်နှုန်းပဲဖြစ်ပါတယ်ကျန်တဲ့90ရာခိုင်နှုန်းကတော့အဲ့ဒီအရာတွေပေါ့တင်ဘလို့တုံ့ပြန်လဲဆိုတာပဲဖြစ်ပါတယ်ဥပမာတင်ကမီးနီပြီးကားပိတ်နေတာကိုမတားနိုင်ပေမဲ့ဒေါသမထွက်အောင်တော့တင်ထိန်ချုပ်လို့ရပါတယ်အကယ်၍ဒီ90နီးယာမလေးကိုမရှင်းသေးဘူးဆိုရင်အောက်ပါဥပမာလေးကိုဖတ်ကြည့်နိုင်ပါတယ်မနက်ခင်းလေးတစ်ခုမှာတင်ကတစ်မီတာစုနဲ့မနက်စာတူတူစားနေတယ်ဆိုပါစို့တင်ကအလုပ်သွားဖို့အတွက်ဝစ်စားပြီးသွားပြီးစပွဲဝိုင်းမှာတင်ရဲ့တင့်စနီးရဲ့တင့်ကလေးတွေရဲ့ထိုင်နေကြတယ်တင်သမီးလေးကမတော်တဆကော်ဖီခွက်ကိုတိုက်မိပြီးတင့်အပေါ်ကိုကော်ဖီတွေမှောက်ကျကုန်တယ်ဒီအဖြစ်ပြက်မှာတင်ထိန်ချုပ်နိုင်တာဘာမှမရှိပါဘူးဒါပေမဲ့နောက်ထပ်ပြီးဖြစ်ပျက်မဲ့အဖြစ်ပြက်တွေကိုတင်ထိန်ချုပ်နိုင်ပါတယ်ဆိုပါစို့တင်ကဒေါသထွက်သွားတယ်ကလေးကိုအော်ငေါက်လိုက်တယ်ကလေးကကြောက်ပြီးငိုတယ်တင်ကဇနီးပက်လက်ပြီးဘာလို့ကော်ဖီခွက်ကိုကလေးတွေနဲ့အရန်နီးတဲ့နေရာမှာထားရတာလဲဆိုပြီးထပ်ဆူတယ်ဇနီးနဲ့စကားများတယ်နောက်တော့ဒေါသထွက်ပြီးအပေါ်ထက်ကအခန်းမှာအဝတ်စားသွားတက်လဲတယ်ပြန်ဆင်းလာတော့သမီးလေးကငိုနေတော့ပဲမနှက်စာလဲစားတာမပြီးသေးဘူးဒီတော့ကြောင်းသွားဖို့နောက်ကျကုန်ရောကျောင်းကဖယ်ရီကားကိုမမီတော့ဘူးဖြစ်သွားတယ်တင့်ရဲ့ဇနီးကအလုတ်သွားမှဖြစ်တော့မယ်အဲ့ဒါကြောင့်တင့်ဇနီးကအရင်ထွက်သွားတယ်တင်ကတင့်ရဲ့ကားနဲ့သမီးတွေကိုကြောင်းလိုက်ပို့ရတယ်တင့်ရဲ့အလုတ်ကလည်းနောက်ကျနေပြီဒီတော့တင်ကကားကိုအရှိန်တင်မောင်းတယ်ရုပ်ထင်းရဲကတတ်မှတ်ထားတဲ့အရှိန်ထက်ပိုပြီးမောင်းလို့တင့်ကိုဒဏ်ရိုက်တယ်ကျောင်းကကိုနောက်ကျသွားတယ်ကျောင်းရောက်တော့ကလေးတွေကတင့်ကိုတောင်လှည့်မကြည့်ပဲကျောင်းတယ်အမြန်ပြေးဝင်သွားကြတယ်အလုတ်ကိုမိနစ်30လောက်နောက်ကျမှရောက်သွားတယ်တုတ်တီးတုတ်ပြနဲ့အိမ်ကထွက်လာခဲ့တာကြောင့်စာရွက်စာတမ်းထည့်ထားတဲ့အိတ်ကအိမ်မှာကြံခဲ့တယ်အလုတ်မှာဘာလို့အဆင်မပြေဖြစ်လာရောပြုံးပြတဲ့သူတွေကိုတောင်ပြန်မပြုံးပြနိုင်တော့ဘူးရုံးချိန်ကုန်ဖို့ကိုပဲစိတ်ထဲရောက်နေမိတယ်ညနေအိမ်ပြန်ရောက်တော့ဇနီးဖြစ်သူကတင့်ကိုစကားမပြောတော့ဘူးကလေးတွေကလည်းစကားမပြောတော့ဘူးဒါတွေဘာကြောင့်ဖြစ်ခဲ့တာပါလဲအကြောင်းရင်းကတစ်ခုပဲရှိပါတယ်အဲ့ဒါကတော့10ရာခိုင်နှုန်းသောအခြေအနေကိုကောင်းကောင်းမတုံ့ပြန်နိုင်ခဲ့လို့ကျန်တဲ့90ရာခိုင်နှုန်းဟာအစင်မပြေမှုများစွာနဲ့ပြည့်နှက်ခဲ့ရတာဖြစ်ပါတယ်ဘာကြောင့်စိတ်ညစ်စရာနေ့တစ်နေ့တင်ကြုံခဲ့တာလဲတကော်ဖီကြောင့်လားနှစ်တင်သမီးလေးကြောင့်လားသုံးရုပ်ထင်းရဲ့ကြောင့်လားလေးတင်ကြောင့်လားအဖြေမှန်ကတော့တင်ကြောင့်ဖြစ်ပါတယ်ကော်ဖီမောက်ကြတာကိုတင်ဘလို့မှမထိန်ချုပ်နိုင်ပါဘူးဒါပေမဲ့အဲ့ဒီ9စက္ကန့်လောက်လေးအတွင်းမှာတင်ဘလို့တုံ့ပြန်နေဆိုတာကတင်ရဲ့တစ်နေ့တာလုံးပေါ်အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်ဒီလိုအခြေအနေကိုတင်ဘလို့ရှောင်လွှဲမလဲအထက်ကအဖြစ်အပျက်ကိုပြန်ပြီးနောက်တစ်ခါစူးစမ်းကြည့်ရအောင်ဒီတစ်ခါမတူညီတဲ့တုံ့ပြန်မှုနဲ့စူးစမ်းကြည့်ရအောင်ကော်ဖီကတင့်အပေါ်မှောက်သွားတယ်တင့်သမီးလေးကလည်းကြောက်နေပြီးငိုတော့မယ်တင်ကသမီးလေးဖေကြီးဘာမှမဖြစ်ဘူးနော်မငိုနဲ့နော်နောက်တစ်ခါဖေကြီးပေါ်မှောက်မကြအောင်တတိထားဖို့သမီးလေးရဲ့ဆိုပြီးတုတ်เสียအဝတ်လေးနဲ့ခုံပေါ်ကိုတုတ်လိုက်တယ်ပြီးတော့တင်ကအပေါ်ထက်ကိုပြေးတက်သွားတယ်ခဏနေတော့အဝတ်စားတစ်လဲပြီးပြန်ဆင်းလာတယ်အောက်ရောက်တော့ခုံပေါ်မှာတင်ထားတဲ့အိတ်လေးကိုသွားယူတယ်တင့်ကလေးတွေကတော့အိမ်ရှိမှာရောက်နေတဲ့ကျောင်းဖယ်ရီကားပေါ်ကိုတက်နေကြပြီးတင်ကတရင်ပေါက်ကနေခဏလမ်းကြည့်နေတယ်တင်သမီးလေးတွေကတင့်ကိုလက်ပြနှုတ်ဆက်တယ်ဇနီးဖြစ်သူရဲ့နဖူးလေးကိုနမ်းပြီးနှစ်ဦးသားကိုအလုတ်စီကိုသွားကြတယ်တင်ကအလုတ်ကို9မိနစ်စောပြီးရောက်တယ်ပြီးတော့တက်ကြွကြွနဲ့လှုပ်ဖို့ကင်ဘက်တွေကိုပြုံးပြီးနှုတ်ဆက်တယ်တနေ့လုံးလဲအလုတ်တွေအဆင်ပြေတယ်ညနေအိမ်ပြန်ရောက်တော့ကလေးတွေကတင့်ကိုကြိုးတယ်ဇနီးကလည်းပြန်ရောက်နေပြီဇနီးကလည်းတင့်ကိုချိုးတာနဲ့ရေချိုးပြီးညစာစားဖို့ပြောတယ်တင်ရေချိုးပြီးနောက်မှာတင်တို့မိသားစုပျော်ပျော်ရွှင်ရွှင်ကြည်နူးနူးညစာစားကြတယ်ဘလောက်ကြည်နူးဖို့ကောင်းလိုက်လဲနေ့တစ်ခုစတင်ခဲ့ပုံချင်းအတူတူဘာကြောင့်အဖြစ်ပြက်နှစ်ခုကကွာခြားသွားတာလဲအဖြေကရှင်းပါတယ်အခြေအနေတစ်ခုကိုတင်တုံ့ပြန်တဲ့ပုံကွာခြားသွားတာပါတေးသေးလေးလို့တင်ကောင်းထင်နိုင်ပါတယ်ဒါပေမဲ့အဲ့ဒီတေးသေးလေးကပဲတင့်ကိုတနေကုန်စိတ်ဒုက္ခပေးသွားနိုင်ပါတယ်အဲ့ဒီလိုအမြဲဖြစ်နေရင်တင့်ရဲ့နေ့ရက်တိုင်းကလည်းစိတ်ညစ်စရာတွေပြည့်နေမှာပေါ့အဲ့ဒီအခါကျရင်တင့်ဘဝကြီးကစိတ်ပြက်စရာဆိုပြီးတင်ကြီးလာလိမ့်မယ်တကယ်တော့စိတ်ညစ်နေတာမပျော်ရွှင်နေတာဟာသူများတွေဘာလုပ်လဲဆိုတာထက်တင်မလုပ်လဲဆိုတာပေါ့ပိုပြီးမူတည်နေပါတယ်မိမိထိန်ချုပ်လို့မရတဲ့10ရာခိုင်နှုန်းသောအရာတွေကြောင့်မိမိရဲ့90ရာခိုင်နှုန်းသောအချိန်တွေဟာစိတ်ညစ်စရာတွေပြည့်နေနေတတ်ပါတယ်10ရာခိုင်နှုန်းသောအခြေအနေကိုဘလို့တုံ့ပြန်လဲဆိုတာကကြံတဲ့90ရာခိုင်နှုန်းကိုဆုံးဖြတ်သွားပါတယ်စိတ်မရှိခြင်းအလင်းလိုခြင်း
ဆုံးဖြတ်ချက်ကိုအလောတကြီးချခြင်းမစိုးစားပဲတုံ့ပြန်ခြင်းစတဲ့အချက်တွေကတင့်ရဲ့ပျော်ရွှင်မှုတွေကိုဖျက်ဆီးနေတာဖြစ်ပါတယ်ဒီ90-10နေရာမှာဟာတကယ်ကိုလက်တွေ့ဘဝမှာအသုံးဝင်တဲ့နည်းလမ်းဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်အသုံးပြုပြီးမှစာဖတ်သူတွေကိုပြန်လဲဝေမျှပေးတာလည်းဖြစ်ပါတယ်ဥပမာအနေနဲ့ကျွန်တော်ဘယ်လိုကျင့်သုံးလဲတစ်ခုလောက်ပြောပြပါမယ်အရင်ကကျွန်တော်က9လွှာကတိုက်ခန်းမှာအဆောင်နေခဲ့တာပါမနက်ပိုင်းရုံသွားရင်9လွှာကဆင်းရတယ်လို့ညနေပိုင်းရုံပြန်ချိန်မှာလဲ9လွှာကိုတက်ရပါတယ်အထက်မြင့်မှာနေသူတိုင်းအတက်ဆင်းလုပ်ရတာမုန်းကြပါတယ်တနေ့ကျွန်တော်ထိမိကြံခဲ့ပါတယ်တိုက်အောက်ရောက်မှသိတာပါအလုတ်ကလည်းနည်းနည်းလေးတော့နောက်ကျနေပါပြီဒေါသထွက်ပြီးပြေးတက်ယူခဲ့ပါတယ်ပြီးတော့ဒေါသအကြီးနဲ့ဘတ်စကားပေါ်တက်ခဲ့ပါတယ်ဘတ်စကားစပယ်ယာနဲ့တောင်စကားများမလို့ဖြစ်ခဲ့ပါသေးတယ်နောက်တော့ရုံရောက်တဲ့အချိန်မှာကျွန်တော်မျက်နှာကမကြည့်တော့ဘူးအဲ့ဒီနေ့ကတနေ့ကုန်ကိုအစင်မပြေခဲ့ပါဘူးနောက်တော့90-10နေရာမလေးကိုတီးသွားပြီးလေးလာကျင့်သုံးခဲ့ပါတယ်တခါတလေအဲ့ဒီလိုမေ့ကြံတာမျိုးဖြစ်ရင်ဒေါသတော့ထောင်းလာနေထွက်သွားပါတယ်ပြီးရင်အသက်ကိုမှန်မှန်ရှူပြီးငါတနေ့ကုန်ရုံးမှာထိုင်နေရတာဒါကျမ်းမာရေးအတွက်ကောင်းတာပဲဆိုပြီးလေချုံပြီးတိုက်ပေါ်ပြန်တက်ကထီးကိုအေးအေးဆေးဆေးယူပါတယ်မြန်မြန်တက်ယူလဲအမားတွေဖြစ်ပြီးကြာတက်သေးတာပဲဒီတော့မြန်မနေတော့ဘူးပုံမှန်လေးပဲစိတ်အေးလက်အေးသွားယူတော့တယ်တခါတလေအမြန်လို့ရင်ဖြည်းဖြည်းလုပ်ရတဲ့အရာတွေရှိမှန်းသဘောပေါက်လာတယ်ပြတလဲအမြန်လုံးမိခဲ့လို့ကြာတင်တာထက်ပိုကြာခဲ့တဲ့အတွေ့အကြုံတွေရှိခဲ့တော့အရင်လိုအလောတကြီးမလုပ်တော့ဘူးရုံရောက်တော့လဲပုံမှန်နေ့လိုပဲစိတ်ကြည်ကြည်လင်လင်ရှိနေပါတယ်ရုံနောက်ကြလို့ဒဏ်ငွေပေးရမှလေးတစ်ခုပဲရှိပါတယ်ဒါကလည်းနေတိုင်းဖြစ်နေကြမှာမဟုတ်တာဒီတော့ကျွန်တော်ခေါင်းထဲမထားတော့ပါဘူးစိတ်ကကြည်နေတဲ့အတွက်သူများကိုပြုံးပြရမှလည်းဝန်မလေးပါဘူးနေ့တစ်နေ့ဟာချောချောမွေ့မွေ့နဲ့ပဲကုံဆုံးသွားခဲ့ပါတယ်နေ့တစ်နေ့စပုံချင်းတူပေမဲ့တုတ်ပြန်ပုံချင်းမတူလို့အခြေအနေတွေနောက်ဆက်တွဲတွေပါကွာခြားသွားခဲ့ပါတယ်အဲ့ဒီကစပြီး90-10နေရာမှာကိုကျွန်တော်အမြဲကျင့်သုံးပါတော့တယ်နေရာတော်တော်များများမှာအသုံးဝင်တာလည်းတွေ့ရပါတယ်ပိုပြီးလဲပျော်ရွှင်လာပါတယ်လူတစ်ယောက်ရဲ့ဘဝဟာနေ့ရက်တွေနဲ့တိဆောက်ထားတာဖြစ်ပါတယ်အကယ်၍သင်ဟာနေ့တစ်နေ့မှာအနှဲငယ်လေးပဲပျော်ရွှင်ရတယ်ဆိုရင်သင်ဘဝဟာလည်းပျော်ရွှင်မှုအနှဲငယ်ပဲရှိတဲ့ဘဝဖြစ်ပါလိမ့်မယ်ဘဝမှာပျော်ရွှင်ခြင်းရင်ဟိုးအဝေးကြီးကိုမျှော်ကြည့်ရမှာမဟုတ်ပါဘူးနေ့စိတ်ဘဝထဲမှာမိမိအောင်မြင်မှုအတွက်စူးစမ်းရင်းပျော်အောင်လဲနေတက်ရမှာဖြစ်ပါတယ်မိမိရဲ့စိတ်ကိုလည်းထားတတ်ဖို့လေ့ကျင့်ယူရမှာဖြစ်ပါတယ်မိမိရဲ့ပျော်ရွှင်မှုအတွက်မိမိမှာပဲတာဝန်ရှိတယ်ဆိုတာဘယ်တော့မှမမေ့သင့်ပါဘူး